အချင်းကြိုက်တဲ့လူတော့ကြိုက်ပါကိုခန္ဓာကိုယ်ကြီးကိုတတိနဲ့ mindfulness လို့စိုက်ကြည့်မျက်စိနဲ့စိုက်ကြည့်ခိုင်းတာမဟုတ်အသိဉာဏ်နဲ့စိုက်ကြည့်ထားလိုက်ရုပ်ခန္ဓာကိုယ်ကြီးကိုအသိဉာဏ်နဲ့စိုက်ကြည့်ပြီးတော့စဉ်းစားအမှန်တွေးဘယ်လိုတွေးရမလဲဆိုအယမေကာယောရူပိအော်ခန္ဓာကိုယ်ကြီးမှာရုပ်တွေရှိပါလားထင်ရှားပေါ်လွင်တဲ့ရုပ်တွေဖြစ်ပျက်တဲ့ရုပ်တွေရှိနေပါလားသာတုမဟာပုတိကောအတုံးခဲတွေကတပုံအရေးတွေကတပုံအပူအေးရတပုံလေရတပုံပထဝီယဝတ္တိဇောဝါယောဆွဲဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတာလိုက်ကြည့်လေရုပ်ခန္ဓာကိုယ်ကြီးကိုဖြတ်ကြည့်လိုက်ဒီလေးခုပဲရှိတယ်အလုံးဟာအတုံးခဲတွေကတပုံပုံတာအရေးကတပုံပုံလိုက်အပူအေးကိုတပုံထားလိုက်လေကိုတပုံပုံလိုက်ဒီပြင်ရှိဘာမှမရှိဘူးနော်နာမည်တွေသာလျှောက်ပေးထားလို့အဲ့ဒါကိုဓာတ်ကြီးလေးပါလို့ပြောတာနော်ပုံစံညမတူဘူးလေအလုံးကဓာတ်ကြီးလေးပါအဲ့ဒီဓာတ်ကြီးလေးပါသာတုမဟာဗုဒ္ဓကောဓာတ်ကြီးလေးပါနဲ့တိဆောက်ထားတာထိတယ်မပူဘူးပေါ့ရှုပ်ပိုင်းကနောက်တစ်ခါဘာပြောထားတော့ဆိုမာတာပိဋိကတံဘောတဲ့ဒီလူတွေရထားတဲ့ physical body လူတွေရထားတဲ့ physical body ကိုယ်ခန္ဓာကိုယ်ရုပ်ကြီးဟာဘယ်မှာစလာတာတော့ဆိုမိဘရဲ့သွေးသားကိုအမိပြုပြီးတော့စလာတာအဲ့ဒါကိုမာတာပိဋိကတံဘောလို့ပြောတယ်အမေဖေနဲ့အမေဖေရဲ့သွေးသားပေါ်မှာမိပြီးတော့ပေါက်ပွားတာလောက်ဆိုတဲ့ကောင်ကဘယ်မှာပေါက်ပွားတော့ငါပိဆိုတဲ့အပုပ်မှာပေါက်ပွားတာလောက်ကနော်လောက်လို့ပဲအဲ့ဒီအမေဖေရဲ့သွေးသားပေါ်မှာသူကပေါက်ဖွားတာချင်းဒီပိုးလောက်လန်းနဲ့ဘယ်မှာကြာတော့ရေထဲမှာကြာနော်အဲ့ဒါလေးပဲလူဟာဘယ်ကနေစလာတာဆိုရင်ကလလားရေကြီးကစပြီးအမေဖေရဲ့သွေးသားကိုအမိပြုပြီးတော့အဲ့ဒီမှာပေါက်တာဒါစားလို့ပြောတော့တတိတီးတယ်ပေါ့နော်တတိတီးတယ်ဆိုပေါက်ဖွာလာတာပြောတယ်အဲ့ဒီကပေါက်တာဒါကြောင့်မို့လို့အမေဖေနဲ့သွားတူတယ်အသားရောင်နေတဲ့သွားတူတယ်ဘာလို့လဲမြေနီးရဲ့အောင်းနဲ့ဖွက်ဟာအနီးအောင်ဖြစ်တယ်မြေအနက်ဆိုလို့ရှိရင်ဖွက်ကလည်းနဲ့တယ်သူနေတဲ့နေရာနဲ့အယောင်ဆိုပြောင်းလာတာနော်အဲကြောင့်မိဘသားသမီးရဲ့ခန္ဓာကိုယ်တွေကမိဘရဲ့သွေးသားကိုမှီပြုပြီးတော့ပေါက်ဖွာရသည့်အတွက်ကြောင့်မိဘနဲ့သွားတူတာအဲ့ဒါကံနဲ့မဆိုင်ဘူးကံနဲ့မဆိုင်ဘူးအာဖရိကသွားပြီးတော့ကပ္ပလိရုပ်ရမှာပဲဥရောပရုပ်မရနိုင်ဘူးဥရောပသွားမွေတော့အဖြူရုပ်ရမှာပဲဗမာပြည်ရုပ်မျိုးမရဘူးနော်အသူရုပ်နဲ့သူဟာနဲ့သူသွားမှာပါဆိုဒါကိုမှီပြီးပေါက်ဖွာရတာကိုအဲ့တော့ရခိုင်တော့ကသူကပါနေတယ်အဲ့ထင်ကံနဲ့သဘာဝနဲ့ပေါက်ဆက်ထားတာနော်ရခိုင်တော့ပေါက်ဖွာရနေရာကိုကြည့်ပြီးတော့လူတွေကပုံစံတူးလာတယ်အဲ့ဒါမဲ့အမွေခံရတာရှိသေးတယ်အမေဖေကယောဂရှိလို့ရှိရင်အဲ့ဒီယောဂအမွေခံရသေးတယ်ကိုပေါက်ပွားတဲ့နေရာရဲ့ယောဂအမေဖေကသွေးတို့ယောဂရှိခဲ့တယ်ဆိုသားသမီးမှလည်းပါလာတယ်နော်စီဂျိုရှင်စီဂျိုပါလာတယ်မျိုးနွယ်လေးတော့ယူလာတာတော့ဘာလို့လို့ဖြစ်ရတော့ဆိုပေါက်ပွားရဒေတာနဲ့သက်ဆိုင်တဲ့နေတာမွေးရပါဆိုဖြစ်လာတယ်အဲ့ဒါကိုဆင်ញင်စဉ်းစားတာငါရဲ့ခန္ဓာကိုယ်ကြီးဟာတဲ့ရှုပ်တရားတွေနဲ့ရှုပ်တရားတွေရှိနေတယ်ရုပ်တရားတွေနဲ့ဖန်တီးထားတာငါရဲ့ physical body ဟာရုပ်တရားတွေနဲ့ဖန်ဆင်းထားပြီးတော့ဓာတ်ကြီးလေးပါးနဲ့အမခံတိဆောက်ထားတာဖြစ်တယ်ဒီဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတဲ့ဒီ physical body ကြီးဟာမာတာပိဋိကတံဘောမိဘရဲ့သွေးသားပေါ်မှာပေါက်ဖွာလာတာဖြစ်တယ်
အဲဒီတော့တည်တည်လေးပဲပေါဖွာလာတာစပြီဘာဖြစ်လို့ကြီးလာလဲဩဒနာကုမတုပစယောတဲ့ဩဒနာဆိုတာထမင်းဆန်းကုမသားဆိုတာမယောချုံဆိုလိုတာတော့ဒါရေပုံရလူတွေစားတာဆန်းနဲ့ကြုံစားတာများတယ်ကိုနော်ဆန်းနဲ့ကြုံပဲစားတာဒါဟုတ်ရှိတော့တဲ့အခုခေတ်မှာထွင်စားတာတွေတော့မထည့်နဲ့တော့ပေါ့ပုံမှန်လူတွေစားတာဆန်းနဲ့ကြုံပဲစားတာနော်ဩရဏကုမတုပစယောတဲ့ဆန်းကြုံစားပြီးတော့ချီထွားလာတာဒါကိုစဉ်းစားကြည့်ရင်ဒီတိုင်းပဲတွေးမှာပဲလေအမေဖေရဲ့သေးသားပေါ်မှာမိပေါက်ဖွာလာပြီးတော့ဟုတ်လားထမင်းစားပြီးကြီးလာတယ်ပေါ့သဘောကတော့ဆန်းကြုံစားပြီးကြီးထွားလာတယ်ဒါခန္ဓာကိုယ်ယုတ်ခန္ဓာကိုယ်ကြီးဖြစ်ပေါ်လာပုံကိုရိုးရိုးလေးပြန်ဆိုပြဟောတာအဲ့ဒီလိုသိအောင်လုပ်ရမယ်လို့ဆိုလို့တယ်အဲ့တော့ဘာပြောတာတော့ဆိုကောင်းကင်ကကြလာတာမဟုတ်ဘူးဘုရားသခင်ကဖူးဆိုဖန်ဆင်းလိုက်တာလည်းမဟုတ်ဘူးနော်ဒီလိုဖြစ်လာတာလို့ဆိုပြတာဒါမှားလားမမှားဘူးခုကလူတိုင်းလက်ခံရတယ်ဒီတိုင်းလာတာပဲဘယ်သူပဲဖြစ်ဖြစ်နော်အဲ့ဒါကိုဘုရားပြောတာဒါသဘာဝပဲလေဩရဏကုမတုပစယောဆံကြုံစားပြီးတော့တဖြည်းဖြည်းကြီးထွားလာကြတယ်တခြားတွေမပေါ့လဲဆိုပါတော့မုံနေပါတွေအကုန်လုံးဟင်းနေပါတွေတော့ဒါတွေကထဲ့မပြောတော့ဘူးအဲ့လိုပဲပြောတယ်လေမင်း breakfast ကဘာလို့ဆိုလို့ရှိရင် bread and butter ပဲပြောတာပဲဟုတ်လား bread and butter ဆို breakfast အလုပ်ကိုရည်ညွှန်းတာပဲလေနောက်တစ်ခါသဘာဝကိုပြောလိုက်တဲ့အခါအနိစ္စတဲ့ဒါကြီးကယက်တိနေတာကြီးမဟုတ်ဘူးတဲ့တဖြည်းဖြည်းပြောင်းလဲနေတာဖြစ်ပြီးရင်ပြက်နေတာအငြိမ်တီးနေတာမဟုတ်ထမင်းမုံစားပြီးတော့ကြီးလာတယ်လို့ဆိုပေမဲ့လို့ငြိမ်နေတာမဟုတ်ဘူးတဲ့ပြောင်းလဲပျက်စီးနေတာအနိစ္စပြောင်းလဲပျက်ဒါမှမဟုတ်လူရဲ့ခန္ဓာကိုယ်ဆဲလေးတွေဟာစက္ကန့်အစိတ်ဆိုရင်တစ်ခါသေးသွားတယ်နောက်ထပ်အသစ်ပေါ်တယ်နော်သူရံပြောနဲ့အရေးပြားလေးတွေတောင်မှကြည့်ပါလားရှည်ချိုးတဲ့ကကြီးတွန်းလို့ကြီးထွက်သွားတယ်ဆိုအမှန်တော့အရေးပြားလေးတွေခြောက်ပြီးသွားတာပဲလေအရေးလဲတာပဲဒါလဲပိုးဟာအရေးလဲတာကြီးပဲကြည့်မနေနဲ့မွေးရေးလဲတာလည်းကြည့်မကြည့်နဲ့ကိုယ်ကလည်းပဲတွန်းလိုက်တဲ့အခါအရေးလေးတွေလဲသွားတာပဲဒါလဲတွန်းထုတ်လိုက်တဲ့အခါမသိမသာထွက်သွားပြီလေအဲနောက်ကအောက်ကအသစ်ဝင်လာတာပဲအဲ့ဒါအနိစ္စမတည်မြဲဘူးဥစ္စာဒနာဆိုအနန္တမကောင်းလို့အမြဲတမ်းတဏခါလင်းရပေါင်းနာလင်းရအမွှေးကြိုင်နေ300နဲ့လုံနေရတာအဲ့ဒါဥစ္စာဒနာလို့ခေါ်တယ်ဖုံးဖိထားရတယ်အဝတ်နဲ့လည်းဖုံးထားရတယ်ဟိုနာဖုံးတာဒီနာဖုံးတာအနန္တတွေပြောင်းအောင်လဲနှမ်းသားတွေလိမ့်ပေးရတယ်ဒါခန္ဓာကိုယ်အဲ့တိုင်နှလုံးသွင်းတာဒါကမ္မထာမယ်ဒါကမ္မထာမယ်နော်မြတ်စွာဘုရားဟောတယ်ဝိပဿနာကမ္မထာမယ်စိတ်ဝင်စားလို့ရှိရင်အဲ့တိုင်ကြည့်ဒီနေ့ခါတရလောက်ကြည့်ခါတရလောက်စဉ်းစားတစ်ခါနဲ့တော့မရဘူးအများကြီးစဉ်းစားရမယ်အနိစ္စအမြဲတဲ့သဘောတရားဥစ္စာရဏဖုံးကွယ်ပေးထားရတယ်သို့မဟုတ်နန္တာတွေလိမ့်ကြံပေးထားရတဲ့သဘောတရားပရိမတ္တနာဒီကြားထဲမှာညောင်းညာလို့နှိမ့်နေပေးရတဲ့သဘောတရားခန္ဓာကိုယ်ကြီးကအမြဲတမ်းပြုပြင်ပေးနေရတယ်နှိမ့်နေပေးနေရတယ်ညောင်းဖြစ်ရတယ်ဂျင်ဆောရတယ်ပေါ့ခုခေတ်ဆိုရင်တော့ပိုးတော့မှလို့သိပရိမတ္တနာအဲ့ဒီလိုခန္ဓာကိုယ်ကြီးကိုအညောင်းဖြေလမ်းလျှောက် exercise လုပ်ဘယ်လိုပဲလုပ်လို့နောက်ဆုံးကြပါဖြစ်တယ်ဝိဒ္ဒန္တနာဓမ္မောပြိုလဲသွားတာပဲထောင်လုံးနေသမျှအကုန်လုံးနောက်ဆုံးတော့ပြိုလဲသွားတာအဲ့ရထဲမှာစမ်းစမ်းကြီးဖြစ်သွားတာရှေဝေပို့ရမယ့်အခြေအနေမျိုးရောက်သွားတာပဲလေဘာတွေပဲလို့နောက်ဆုံးရှန်ကောင်လူတွေဆိုရင်ရေဝေပေါ့မန္တလေးကလူတွေဆိုလို့ရှိရင်ဂျာနိကံပေါ့ဒီလိုပဲပေါ့
အပိုးရမဲ့အနေအထားမျိုးရောက်သွားတယ်အဲ့ဒါကိုအနိသုတ်စာရဏဖေရဏဝိဒန္တနာဓမ္မောဖေရဏပြုတ်ကွဲနေတယ်ဝိဒန္တနာပျက်စီးသွားတယ်ဆိုတဲ့သဘောအဲ့ဒါရုပ်ခန္ဓာကိုယ်ကြီးကိုအဲ့ဒီတိုင်းပဲတွေးပါလို့ဆိုလိုတယ် contemplation ဆိုတာတတိနဲ့သမာဓိနဲ့စူးစိုက်ပြီးတော့ကိုစဉ်းစားတာစဉ်းစားမဲ့အချက်ကဘာတွေတော့ဆိုရုပ်ခန္ဓာနဲ့တိဆောက်ထားတဲ့ဟောဒီငါကိုကြီးဟာမဟာဘုလေးပါးနဲ့တိဆောက်ထားတယ်နော်မိဘရဲ့သွေးသားမှာမိပြီးတော့ဖြစ်လာတယ်မိဘရဲ့သွေးသားကိုမိဖြစ်လာတယ်အစာတွေမုတ်ပဲသေးစားပြီးတော့ကြီးလာတယ်ဒီလိုကြီးလာတာမမြဲတဲ့သဘောရှိတယ်နန္ဒဖြူလိမ့်ပေးနေရတဲ့အနတ်သက်မကောင်းလို့လိမ့်ကြံပေးနေရတယ်နှိမ့်နေပေးရတယ်ဒါပေမဲ့လို့အချိန်မီပြိုကျပျက်စီးသွားနိုင်တဲ့သဘောရှိတယ်ဒါခန္ဓာကိုယ်နဲ့ပတ်သက်ပြီးဒါအနိစ္စဒုက္ခအနတ္တဆင်ញင်စဉ်းစားတဲ့သဘောအနိစ္စဒုက္ခမြင်ရင်အနတ္တဆိုတာမြင်သွားပြီကိုလိုလို့မရဘူးဆိုတာသိသွားပြီလေကိုလိုလို့မရဘူးလို့သိတာအနတ္တပဲလေသူမစဉ်းစားနဲ့အနိစ္စဒုက္ခဆိုရင်မြင်သွားပြီအနတ္တပါအဲ့ဒါယုံနဲ့ပတ်သက်ပြီးစဉ်းစားပြီးတော့ဣဒံမေဝိညာဏအဋ္ဌတိတံအဋ္ဌပဋိဋ္ဌိတံငါရဲ့အသိစိတ်လေးနန္တရားလေးဝိညာဏလို့သုံးထားတယ်ဒီနေရာအသိစိတ်လေးစိတ်စေတသိက်နန္တရားပေါ့အဲ့ဒီနန္တရားကတော့ဟောဒီယုတ်ကြီးကိုမိပြီးတော့ဖြစ်နေတယ်လို့ဟောယုတ်နဲ့နာနှစ်ခုတွေးတာဥပမာလေးပေးလိုက်သေးတယ်မြတ်စွာဘုရားပရမညာကိုလက်ပင်ဆွဲဖို့ပရမညာလေးကိုလူတွေကဘာလုပ်တော့ဆိုအပေါက်ကလေးဖောက်ပြီးတော့ကျိုးလေးတက်ပေးထားတယ်အဲ့တော့သူချိလိုက်တဲ့အခါဒါကပရမညာဒါအကျိုးနှစ်ခုခွဲမြင်နိုင်တယ်လေကျိုးလေးကဒါပရမညာလေးကဒါအဲ့ဒါလိုပဲပရမညာလေးနဲ့ရုပ်ကျိုးလေးနဲ့နာငါရဲ့ဒီနန္တရားဆိုတာလေဒီရုပ်ထဲရုပ်ကိုမိပြီးတော့ဖြစ်နေတာလို့နှစ်ခုတစ်ခုနဲ့တစ်ခုမတူတဲ့သဘောကိုခွဲခြားသိမြင်အောင်နာမရူပပရိစ္ဆေဒညာကိုပြောတယ်အဲ့ဒါပဲမြတ်စွာဘုရားမဟာတမယဖလတုတ်မှာဝိပဿနာကိုဟောတာအဲ့ဒီဟာလေးပဲဟောထားတာအဲ့တော့ယုံနဲ့နံနဲ့ကိုယ့်အကိုမှန်နဲ့ကြည့်သလိုပဲဉာဏ်နဲ့ကြည့်ပေးပေါ့အဲ့လိုဉာဏ်နဲ့ကြည့်ရင်ယုံနဲ့နံကွဲနေတယ်ကွာဒါအယုတ်ဒါနံလို့ကွဲတယ်ဆိုတာဒါဝိပဿနာရဲ့နာမရူပပရိစ္ဆေဒညာခေါ်တာပေါ့နော်အဲ့ဒါလို့ကွဲအောင်ကြည့်ပါလို့တို့ဆိုလိုတာပေါ့နော်အဲ့တော့ဥပရိဝိဝေကဆိုတာအဲ့ဒီဝိဝေကကာယ